လူပြန်ဝင်စားပြီးသူတို့တမိသားစုလုံးကိုတတ်ခဲ့တဲ့သူတွေကိုအမှုပြန်ဖော်ခဲ့တဲ့ဦးစင်းလေးအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူပြန်ဝင်စားပြီးသူတို့တမိသားစုလုံးကိုရဲရဲဆက်ဆက်တတ်ခဲ့တဲ့လူမိုက်တွေရဲ့အမှုကိုပြန်ဖော်ခဲ့တဲ့ဦးစင်းလေးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါတယ်ကျမတို့ရဲ့ channel လေးကိုလည်း subscribe နှိပ်ပြီးတော့အားပေးခဲ့ကြပါအောင်နော်အညာဒေသကတောရွာလေးတရွာမှာပေါ့ရွာလေးကအေးချမ်းရှိပြီးလူတွေကလည်းယူသားကြတယ်ဒီရွာလေးမှာလင်မယား2ယောက်ရှိတယ်။သူတို့ကတော့ဦးဖုံးနဲ့ဒေါ်မြ။သူတို့ကဆက်ဆက်ရဲရဲနဲ့တနေ့လောက်တနေ့စားတောက်ကြတဲ့မိသားစုလေးတွေပါ။ဦးဖုံးကရွာထဲမှာကျုံရလူကြုံအလုပ်ကြမ်းလုပ်တယ်။ဒေါ်မြကတော့အိမ်နီးနားချင်းတွေရဲ့အဝတ်လျှော်မီးမွေးပေါ့ပါတဲ့အလုပ်တွေကိုကူးလို့ရင်ရုံးကန်နေကြတာပါ။သူတို့မှာသားသမီးရဲ့နာမရှိကြသေးပါဘူး။ဒါပေမဲ့တနေ့မှာတော့သူတို့စီကိုထူးထူးခြားခြားတားရရနာလေးတယောက်လူဝင်စားအဖြစ်မွေးဖွားလာခဲ့တယ်။ခလေးလေးမွေးလာတော့နာမည်ကိုမောင်မင်းလို့ပေးခဲ့ကြတယ်။မောင်မင်းလေးကတခြားကလေးတွေလိုမဟုတ်ဘူး။ငိုတာလည်းအရန်နဲ့သလိုမျက်လုံးတွေကလည်းတခုခုကိုစဉ်းစားတွေးခေါ်နေတဲ့လူကြီးတယောက်ရဲ့မျက်လုံးတွေလိုပဲတည်ငြိမ်လွန်းလာပါတယ်။သူ့အဖေနဲ့အမေကဆင်းရဲတော့ခလေးကိုကောင်းကောင်းမွန်မွန်မကျွေးနိုင်မသိမ့်နိုင်ရှာပါဘူး။ဒါပေမဲ့ခလေးကကြီးလဲမကြဘူး။နိုးဆိုးအရွယ်ကလေးကတခြားကလေးတွေနဲ့မတူပဲထူးဆန်းတဲ့အမူအရာတွေခဏခဏပြတတ်တယ်လို့မိဘတွေကသတိထားမိလာကြတယ်။မောင်မင်းလေးအသက်2နှစ်3နှစ်အရွယ်ရောက်လာပြီးစကားဆပြောနိုင်တဲ့အချိန်မှာတော့အဖေနဲ့အမေဖြစ်သူတို့အကြီးကျယ်လန့်သွားကြတော့တာပါပဲ။ဘာလို့လဲဆိုတော့သူကအဖေအမေလို့ခေါ်ရမယ့်အစားဦးဖုံးနဲ့ဒေါ်မြကိုကြည့်ပြီးဒါငါအိမ်မဟုတ်ဘူး။ငါအဖေနဲ့မေကဒါတွေမဟုတ်ဘူး။ငါမှတခြားအိမ်ရှိရဲ့။ငါ့ကိုတတ်သွားတဲ့သူတွေလည်းရှိရဲ့ဆိုပြီးခလေးတယောက်မပြောနိုင်တဲ့စကားလုံးတွေကိုစပြီးပြောလာတော့တာပါပဲ။ခလေးကကြီးလာလေလေသူ့ရဲ့အတိတ်ဘဝသရုပ်မှတ်တွေကိုပို့ပြီးထင်ရှားလာလေလေပါပဲ။သူကရွာထဲမှာတခါမှမရောက်ဘူးတဲ့လမ်းတွေနေရာတွေကိုအလွတ်ပြောနိုင်နေတယ်။ပြီးတော့သူခန္ဓာကိုယ်မှာလည်းမွေးကလေးကပါလာတဲ့ထူးဆန်းတဲ့အမာရွှေတခုရှိနေတယ်။သူကအဲ့ဒီအမာရွှေကိုကြည့်ပြီးဒါသူတို့ငါ့ကိုဓာတ်နဲ့ခုတ်သွားတဲ့တန်ရာလို့ခဏခဏပြောလေးရှိပါတယ်။ဦးဖုံးနဲ့ဒေါ်မြလည်းစိတ်ပူပြီးခလေးကိုစကားအမားတွေရှောက်မပြောဘူးတားကြတာပေါ့။ဒါပေမဲ့ခလေးကတော့ငြိမ်မသွားပဲသူ့စိတ်ထဲမှာတခုခုကိုအသေးအတန်မကြေမနက်ဖြစ်နေတယ်လို့ပါပဲ။မောင်မင်းလေးအသက်9နှစ်အရွယ်ရောက်တဲ့အခါမှာတော့သူကရွာဦးကျောင်းမှာကိုရင်ဝတ်ချင်တယ်လို့မိဘတွေကိုအတင်းပူစားပါတော့တယ်။မိဘတွေကလည်းဆင်းရဲတော့တားလေးသာသနာအရေးမှာအေးချမ်းချမ်းနေရပါစေဆိုတော့ပြီးကိုရင်ဝတ်ပေးလိုက်ကြပါတယ်။ကိုရင်လေးဘဝရောက်တော့စာအန်နာတရားနာတာတွေမှာတခြားကလေးတွေထက်အစာပေါင်းများစွာထူးချွန်နေပြန်တယ်။ဒါပေမဲ့ကိုရင်လေးရဲ့ရှင်ထဲမှာတော့အတိတ်ဘဝကအညိုအတေးတွေမတရားအသက်ခံခဲ့ရတဲ့နာကျင်မှုတွေကတောက်လောင်နေတော့မှာပဲ။အသက်အရွယ်ရလာလို့ရဟန်းအဖြစ်ဦးစင်းလေးရောက်လာတဲ့အထိအဲ့ဒီအတိတ်ကလူသက်သမားရဲ့မျက်နှာကိုဘလို့မှမဖြောက်လို့မရခဲ့ပါဘူး။ကိုရင်လေးဘွားကနေအသက်အရွယ်ရလာပြီးဆရာတော်ကြီးရဲ့အရေးအာဝါဒအောက်မှာရဟန်းအဖြစ်ခံယူလိုက်တဲ့ချိန်မှာတော့ဦးစင်းလေးလို့အားလုံးကဝိုင်းခေါ်ကြပါတယ်။ဦးစင်းလေးကငငယ်ကလေးကညံထက်မြတ်သူပြီးပိဋကတ်3ပုံဗုဒ္ဓစာပေတွေကိုအရန်ကျွမ်းကျင်နှံ့ဆက်လာခဲ့တယ်။ရွာဦးကျောင်းကသွင်ရိုးတွေမကပဲခက်ခဲနဲ့နေတဲ့ဓမ္မသဘောတရားတွေကိုပါအကုန်အလို့ရနေတော့တာပါအသက်ငယ်ငယ်လေးနဲ့စာတက်ပေတက်ဓမ္မဂတိကဦးစင်းလေးတစ်ပါးအဖြစ်ရွာထဲမှာနေမကပဲပတ်ဝန်းကျင်မှာပါနာမည်ကြီးလာခဲ့ပါတယ်ဒီလိုနဲ့တနေ့တော့ရွာဦးကျောင်းဆရာတော်ကြီးကဦးစင်းလေးရဲ့အရေးချင်းကိုပို့ပြီးတောက်ပြောင်စေချင်တာနဲ့ငါတပည့်မင်းရဲ့သူတေသနာညံနဲ့စာပေဘဟုတုတကဒီရွာလေးရင်အောင်းနေလို့မဖြစ်ဘူးဟောဒီအညာဒေသရဲ့တခြားတစ်ဖက်မှာရှိရဲ့စာသင်တိုက်ကြီးစီသွားပြီးတော့ပညာထက်ရှာဗုဒ္ဓစာပေတွေကိုပို့ပြီးတော့အကျယ်တဝင်လေ့လာစမ်းပါဦးစင်းလေးကလည်းဆရာတော်ကြီးရဲ့စကားကိုနာခံပြီးပညာသင်ယူဖို့အတွက်တကူတော်ခီးပန်းနိုင်တစ်စီကိုခြေဆန့်ခဲ့ပါတော့တယ်ဦးစင်းလေးဟာစာသင်တိုက်ရှိရာနယ်မြေအစ်စ်ကိုသွားဖို့အတွက်လန်ခီမှာဘတ်စကားတစ်ဆင့်ဆိုင်ကယ်ကူတစ်ဖုံနဲ့တော်လန်လေးတွေကိုဖျက်ခဲ့ရတယ်ခရီးဝေးဆိုတော့လမ်းမှာခဏနာဖို့အတွက်လက်ဖေးဆိုင်လေးတစ်ဆိုင်ထဲကိုဝင်ပြီးတပိတ်ချခဏသတင်းသုံးတာပေါ့အဲ့ဒီချိန်မှာပဲအပြင်ကနေရှုပ်ကြမ်းကြမ်းစကားပြောရမ်းဆန်းဆိုင်နဲ့လူ2ယောက်ဆိုင်ထဲကိုဝင်လာကြတယ်။သူတို့ကရွာတွေကလူမိုက်တွေလို့မဟုတ်မမှန်တဲ့အလုပ်တွေလှုပ်ရှားနေတဲ့သူတွေလို့ပုံစံမျိုးတွေကကြည့်ရနဲ့သိပါတယ်။အဲ့ဒီလူမိုက်2ယောက်ကိုမြင်မြင်ချင်းမှာပဲဦးစင်းလေးရဲ့ရှင်ထဲမှာတခါမှမဖြစ်ဘူးတဲ့ခံစားချက်ကြီးကအုံငနဲ့ထပေါက်လာတော့တယ်။တရားဘာဝနာလေးလာနေတဲ့ရဟန်းတစ်ပါးဖြစ်ပင်မဲ့သူတို့ကိုကြည့်ပြီးစိတ်ထဲမှာမြင်ဘူးသလိုရင်းနှီးနေသလိုနဲ့အကြီးကျယ်စိတ်နှောက်ယှက်ဖြစ်လာတယ်။စိတ်ထဲကနေဘာအကြောင်းပြချက်မှမရှိပဲအဲ့ဒီလူ2ယောက်အပေါ်ကိုမုန်းတီးစိတ်တွေဒေါသတွေတားမြစီးမြတဲ့အမုန်းတရားတွေဟာရှင်ဘတ်ထဲကနေလှိုက်တက်လာပါတော့တယ်
ဒါပေမဲ့ဦးစင်းလေးစဉ်းစားလို့မရသေးပါဘူးဒီလူတွေကဘယ်သူတွေလဲငါတို့ဘယ်မှာတွေ့ဘူးရလဲဆိုတော့အတိတ်ကဖြစ်ရတွေကဝေဝါးနေတော့မို့ရုတ်တရက်အတိအကျကြီးမမှတ်မိသေးဘူးဖြစ်နေပါတယ်ရှင်ထဲမှာတော့သူတို့နှစ်ယောက်ကိုမြင်ုံနဲ့တင်သွေးပြတ်မတန်နာကြီးမှုတွေကဝုံနိုင်ကျဲနေပေမဲ့လက်ရှိဘဝမှာတော့ဘာအစအနမှအဖြစ်မထွက်သေးပဲစိုက်ထဲမှာသူတို့ကိုစိုက်ကြည့်ရင်ရှင်တွေတုံနေရတော့မှာပဲစာတင်တိုက်ကိုရောက်သွားတဲ့အခါမှာဦးစင်းလေးဟာစာပေတင်ကြားရုံနဲ့မကပဲစိတ်ကိုတည်ငြိမ်အောင်ဝိပဿနာတရားဘာဝနာတွေကိုပါအပြင်းထန်အားထုတ်ပါတော့တယ်ဒါပေမဲ့စိတ်ကိုငြိမ်အောင်ထားပြီးတမာရီတက်လာလေးလေးလမ်းမှာတွေ့ခဲ့တဲ့လူမိုက်နှစ်ယောက်ရဲ့မျက်နှာတွေကတရားထိုင်နေရင်အာယုံထဲမှာဝုံထိုင်ကျဲပြီးခဏခဏဖြတ်ပြေးနေလေပါပဲညနေတကောင်သင်္ကန်းယုံပြီးတရားမှတ်နေတဲ့အချိန်တိုင်းရှင်ထဲမှာအလိုလိုနေရင်မွန်ကျက်လာပြီးအတရဲ့အရေးအယောင်တွေကစိတ်ထဲမှာတဖြည်းဖြည်းချိတ်ဆက်မိလာသလိုခံစားနေရတယ်တနေ့တော့ညံအလင်းတစ်ခုဖြတ်ခနဲပွန့်သွားသလိုမျိုးဝိပဿနာအာယုံထဲမှာအတိတ်ဘဝကဖြစ်ရက်တွေကရုပ်ရှင်ကားတကားလိုအပိုင်းလိုက်ထင်းထင်းရှားရှားကြီးပေါ်လာပါတော့တယ်အဲ့ဒါကဘာလဲဆိုတော့အရင်ဘဝတုန်းကဦးစင်းလေးဟာအခုလိုရဟန်းတစ်ပါးမဟုတ်သေးပါဘူးရိုးရိုးသားသားနဲ့စီးပွားရှာနေတဲ့အိမ်တော်ဦးစီးလူဝတ်ကြောင်တယောက်ပါဒီနေ့မှာတော့သူတို့မိသားစုတစုလုံးစုပေါင်းပြီးအိမ်မှာတန်ဃာတော်တွေကိုပင့်ဖိတ်ဖို့စွန်ကြွေးအလှူဒန်းကြီးတစ်ခုကိုစစ်စစ်ကားကားတိုက်တိုက်ဝုံဝုံလုံးနေကြတာကိုအာယုံထဲမှာကိုယ့်ကွယ်မြင်လိုက်ရပါတယ်မိသားစုဝင်တွေအားလုံးအလှူပွဲမှာကုသိုလ်ယူကြရင်ပျော်ရွှင်မဆုံးဖြစ်နေကြတဲ့ချိန်ရွှေတွေငွေတွေရှယ်ရနာတွေအလှူငွေတွေကိုတင်စီထားတဲ့နေရာကိုတည်နေတဲ့လူမိုက်တစုကအကွာချပြီးအငိုက်ဝင်စီးပါတော့တယ်အဲ့ဒီလူမိုက်တွေထဲမှာလမ်းမှာတွေ့ခဲ့တဲ့လူနှစ်ယောက်ကလည်းထိတ်ဆုံးကပါနေတာပေါ့သူတို့ကငွေမှတ်ပြီးလူမစွမ်းစွာနဲ့အလူအိမ်တဲကိုဓားရီလက်နက်တွေနဲ့ဝင်လာပြီးတွေ့သမျှလူတိုင်းကိုရဲရဲဆက်ဆက်လိုက်ခုတ်လိုက်တက်ကြတော့တာပါပဲပျော်စရာကောင်းလာတဲ့အလူအိမ်ကြီးကနေခဏချင်းအတွင်းမှာပဲအော်ဟစ်ငိုယိုတန်တွေနဲ့အတူသွေးချောင်းစီးတဲ့ငရဲခန်းကြီးဖြစ်သွားခဲ့ရရှာပါတယ်အဲ့ဒီလိုမိသားစုဝင်တွေသွေးအိုင်ထဲမှာတယောက်ပြီးတယောက်လဲကျသေးဆုံးနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့အရင်ဘွားကဦးစင်းလေးဟာမခံမရနိုင်ဖြစ်ပြီးလူမိုက်တွေကိုအတင်းပြေးတာပါတော့တယ်မလုပ်ကြပါနဲ့မသက်ကြပါနဲ့ယူချင်တဲ့ရွှေငွေတွေအကုန်ယူသွားပါအော်ဟစ်ပြီးလက်ဗလာနဲ့ဓမြတွေကိုလုံးထွေးတပ်ပုတ်ပြီးတားဆီးခဲ့ပါတယ်ဒါပေမဲ့သွေးစာနေတဲ့လူမိုက်တွေကဘယ်ညာတာလိုက်မလဲတားဆီးနေတဲ့အရင်ဘွားကလူကိုလူမိုက်တွေကမင်းကပါတေးကျင်တာလားဆိုပြီးဆက်ဆုပ်ရွံရှာပွဲအပြုံးတွေနဲ့ဝိုင်းဝန်းပြီးရဲရဲဆက်ဆက်ခုတ်လိုက်ကြပါတော့တယ်အဲ့ဒီချိန်မှာခန္ဓာကိုယ်မှာရားလိုက်တဲ့ဒဏ်ရာကအခုလက်ရှိဘဝမှာမူရပါအမာယုအဖြစ်ပါလာတဲ့နေရာအတိအကျပါပဲအာယုံထဲမှာအဲ့ဒီလူမိုက်တွေရဲ့ရက်ဆက်တဲ့မျက်နှာတွေကိုကွက်ကွင်းမြင်ပြီးငါ့ကိုတတ်ခဲ့တာသူတို့ပဲဆိုတာကိုအတိအကျသိလိုက်ရတဲ့ချိန်မှာတော့ဦးစင်းလေးဟာကမ္မထမ်းအာယုံထဲကနေမျက်လုံးတွေဝုန်းကနေပွင့်လာပြီးရှင်ထဲမှာအမုန်းတရားတွေနဲ့တုံ့လှုပ်ခြောက်ခြားမှုတွေကအထွတ်ထိပ်ကိုရောက်ရှိသွားပါတော့တယ်အတိတ်ဘဝကအဖြစ်မှန်အားလုံးကိုသိလိုက်ရတဲ့ချိန်မှာတော့ဦးစင်းလေးဟာတရားမှတ်ဖို့နေတာရှင်ထဲမှာအမုန်းမီးတွေတောက်လောင်ပြီးငြိမ်သက်လို့မရတော့ပါဘူးငါမိသားစုရဲရဲဆက်ဆက်တတ်ခဲ့ပြီးတော့ငါအသက်ကိုပါနှုတ်သွားတဲ့ဒီလူမိုက်တွေကိုငါကိုယ်တိုင်သွေးကြွေးပြန်တောင်းမယ်ဂလဲစားချီလိုစိတ်တွေကတားမြစီမီယာဖြစ်လာခဲ့ပါတယ်ဦးစင်းလေးဟာလူဝတ်လဲပြီးအဲ့ဒီလူမိုက်နှစ်ယောက်နောက်ကိုလိုက်ဖို့အထိပါစိတ်ကူးရင်ပြီးလူမသိသူမသိပြင်ဆင်มาတော့တယ်ဒါပေမဲ့ဦးစင်းလေးရဲ့စိတ်အခြေအနေမတည်မငြိမ်ဖြစ်နေတာမျက်လုံးတွေထဲမှာဒေါသရိပ်တွေတန်းနေတာကိုစာတင်တိုက်ကဝါရင်ဝိပဿနာပြဆရာတော်ဖုံဖုံကြီးကရိပ်မိသွားခဲ့တယ်ဆရာတော်ကြီးကညံအမျော်မြင်ကြီးမားသူပြီးဦးစင်းလေးကိုတရက်မှာတော့တီးတန်းခေါ်ပြီးငါတပည့်မင်းရဲ့စိတ်တွေဘာလို့ဒီလောက်တောင်လှုပ်ခတ်နေရလဲမင်းမျက်လုံးထဲမှာမြင်နေရတဲ့အမုန်းတရားတွေကသာသနာဝန်ထမ်းတစ်ပါးနဲ့မအပ်ဆက်ဘူးဘာတွေဖြစ်နေလဲဆိုတာငါ့အမှန်တိုင်းပြောပြစမ်းဦးစင်းလေးလည်းဆရာတော်ကြီးရဲ့ရှေ့မှာဝှက်ချပြီးသူဝိပဿနာအာယုံထဲမှာမြင်ခဲ့ရတဲ့အတိတ်ဘဝကရက်ဆက်ကြမ်းကြုတ်လာတဲ့ဖြစ်ရပ်တွေလမ်းမှာတွေ့ခဲ့တဲ့လူမိုက်နှစ်ယောက်ကသူ့ကိုတတ်ခဲ့တဲ့တရားခံတွေဖြစ်နေတဲ့အကြောင်းနဲ့သူကလေးစားပြန်ချေခြင်းတဲ့အကြောင်းတွေကိုမျက်ရည်ဝဲပြီးအကုန်ဖွင့်ဟလျှောက်ထားလိုက်ပါတော့တယ်အားလုံးကိုနားထောင်ပြီးတဲ့နောက်ဆရာတော်ဖုံဖုံကတပင်းတစ်ချက်ချပြီးဦးစင်းလေးကိုတင်းငိမ်စွာနဲ့ပဲဆုံးမစကားမိန့်ကြားခဲ့ပါတယ်ငါတပည့်ဝေရမဏိဆိုတာရန်ကိုရန်ချင်းတုံ့ပြန်ရင်ဒီတန်တရားထဲမှာပဲဘယ်တော့မှရုံထွက်နိုင်မှာမဟုတ်ဘူးမင်းကကလေးစားချေဖို့လူဝတ်လဲပြီးသွားတတ်ရင်မင်းလည်းလူသက်သမားဖြစ်သွားမှာပဲအတိတ်ကဝတ်ကြွေးကိုလက်ရှိဘဝမှာအကုသိုလ်အသစ်နဲ့ထက်လဲပြီးတော့မရင်းလိုက်ပါနဲ့ဆရာတော်ကြီးကဆက်ပြီးမိန့်ကြားတာကတော့ငါတို့သာသနာဝန်ထမ်းတွေဖြစ်တဲ့အတွက်လက်တုံ့ပြန်တာမျိုးမလုပ်ရဘူးဒါပေမဲ့မတရားမှုကိုတော့ဥပဒေအတိုင်းအမှန်တရားဖြစ်လာအောင်လုပ်လို့ရတယ်လောကကြီးမှာအမှုဆိုတာတသက်တည်ထောက်ထားရှိရင်
ဖော်ထုတ်လို့ရစမြဲပါမင်းရဲ့အတိတ်ဘဝကအမှုဟောင်းဥပဒေဘောင်တွေကနေဘလို့ပြန်ဖော်ရမလဲဆိုတော့ပဲငါတို့အေးစစ်စစ်စဉ်းစားကြရအောင်ဦးစင်းလေးရဲ့လက်စားချိမဲ့ဆက်ရိုင်းကိုလိမ်မာပါနတ်စွာနဲ့ပဲတာစီပိတ်ပင်လိုက်ပါတော့တယ်ဆရာတော်ကြီးရဲ့လက်ညှိုးမှုအတိုင်းဦးစင်းလေးဟာစိတ်ကိုလျှော့ပြီးတရားဥပဒေအတိုင်းရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူဟာသက်ဆိုင်ရာရဲစခန်းကိုတွားပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလူသက်ထပြမှုဟောင်းကြီးကိုပြန်လည်အမှုဖွင့်လိုက်ပါတော့တယ်အစပိုင်းမှာတော့ရဲစခန်းကအရာရှိတွေကဦးစင်းလေးရလေဗျာအတိတ်ဘဝအကြောင်းတွေကိုလာပြီးတော့အမှုဖွင့်နေရဲဆိုတော့ဘယ်လိုလုပ်ရှုံရမှာလဲရဲစရာတခုလိုသဘောထားပြီးပယ်ချဖို့လုပ်ကြပါတယ်ဒါပေမဲ့ဦးစင်းလေးကစိတ်မပြတ်ပဲတည်တည်ငြိမ်ငြိမ်နဲ့ပဲရဲတွေကိုပြောပြခဲ့ပါတယ်အရင်ဘဝတုန်းကသူတို့မိသားစုဘလို့ရဲရဲဆက်ဆက်ဓာတ်နဲ့ခုတ်ခံခဲ့ရပြီးတိတ်ဆုံးခဲ့ရတယ်ပြီးတော့လူမိုက်တွေကအမှုမှန်ပေါ်မှာကြောက်လို့သူတို့ရဲ့ရုပ်အလောင်းတွေကိုရှားပြင်ကလူသူမနီးရဲ့တောဆက်တစ်ခုကအရှိပြင်းဟောင်းတွေကိုပြစ်ချခဲ့ပြီးမြေမြုပ်ကအလောင်းဖြောက်ခဲ့ကြတယ်ဆိုတာကိုမိဘအတိအကျဆွဲပြီးညွှန်ပြလိုက်ပါတော့တယ်ပြီးတော့ဒါတွေကိုမယုံရင်အဲ့ဒီနေရာကိုအခုပဲတူးကြည့်လိုက်ကြပါလို့စိန်ခေါ်လိုက်ပါတယ်ဦးစင်းလေးရဲ့အပြောကအရန်ကိုတိကျလွန်နေရကြောင်းရဲတပ်ဖွဲ့ဝင်တွေလည်းရွာကန်လူကြီးအချို့နဲ့အတူအဲ့ဒီနေရာကိုလိုက်လံတူးဖော်ကြပါတော့တယ်။ဩစရာကောင်းတာကတော့ဦးစင်းလေးညွှန်ပြတဲ့မြေအောက်ထဲကနေတကယ်ပဲနှစ်ပေါင်းများစွာမြုပ်နှံခံထားရတဲ့လူသားအယိုးစုတွေကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။အဲ့ဒီအယိုးစုတွေရဲ့ဥကောင်းတဲ့နှံရိုးတွေမှာဓာတ်တန်ရအကြောင်းတွေကလည်းအထင်အသာကြီးရှိနေတော့မှာပဲ။အဲ့ဒီလိုနဲ့တခါမှမပေါ်ခဲ့ဘူးတဲ့လူပြောက်မှုလူသက်မှုဟောင်းကြီးကတက်သည့်အထောက်ထားအပြည့်စုံနဲ့ပြန်ပွင့်လာခဲ့ပါတော့တယ်။အယိုးစုတွေတွေ့ပြီဆိုတော့လေရဲတွေလည်းလက်လျှော့ရတော့တာပေါ့။ဦးစင်းလေးကအဲ့ဒီအချိန်မှာရင်သူ့ကိုတတ်ခဲ့တဲ့တရားခံတွေဟာတခြားသူတွေမဟုတ်ပဲလမ်းမှာတူတွေ့ခဲ့တဲ့အခုထက်ထိဥပဒေပြင်ပမှာလွတ်မြောက်နေတဲ့လူမိုက်နှစ်ယောက်ဖြစ်ကြောင်းအမီနာမနေရလိပ်စာကအစအတိအကျဖော်ထုတ်ပြလိုက်ပါတော့တယ်။ရဲတပ်ဖွဲ့ကလည်းချက်ချင်းပဲအင်အားအပြည့်နဲ့တွားရောက်ပြီးအဲ့ဒီလူမိုက်နှစ်ယောက်ကိုဝိုင်းဝန်းဖမ်းဆီးလိုက်ကြပါတော့တယ်။လူမိုက်တွေဟာရဲစခန်းရောက်လို့တပ်တွေတွေကိုမြင်ရတဲ့အခါမှာတော့သူတို့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလုပ်ခဲ့တဲ့လူသက်မှုကိုမငြင်းနိုင်တော့ပဲဒူးထောက်အာယုံခံဝန်ခံလိုက်ရပါတော့တယ်။ဒီလိုနဲ့ကလစားချေလိုစိတ်တွေကိုဖယ်ရှားပြီးဥပဒေနဲ့အညီအမှုပြန်ဖော်ခဲ့တဲ့ဦးစင်းလေးကြောင့်တရားခံလူမိုက်တွေဟာထိုက်တန်တဲ့ပြည်တံတွေကိုထောင်ထဲမှာပဲတစ်သက်လုံးခံစားသွားရပါတော့တယ်။ဦးစင်းလေးလည်းသူ့ရဲ့အတိတ်ဘဝကမိသားစုအတွက်တရားမျှတမှုကိုရှာဖွေပေးနိုင်ခဲ့ပြီးမို့ရှင်တွေကအမုန်းတရားတွေနာကျင်မှုတွေအကုန်လုံးငြိမ်အေးသွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဦးစင်းလေးဟာတန်တရားဝကြွေးတွေကနေလွတ်မြောက်ပြီးသာသနာ့ဘောင်ထဲမှာတရားဘာဝနာတွေကိုအေးချမ်းစွာဆက်လက်အားထုတ်ရင်အမှန်တရားကိုဖော်ထုတ်နိုင်ခဲ့တဲ့အံ့ဩဖွယ်ဇလန်လေးကတော့ဒီနေရာမှာရင်ပြီးဆုံးသွားခဲ့ပါတော့တယ်။ဇလန်လေးကိုအဆုံးထိနာဆင်ပေးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်။နောက်ထပ်ဇလန်ကောင်းလေးတွေကိုအမြဲမပြတ်နာဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ channel လေးကိုလည်း subscribe နှိပ်ပြီးတော့အားပေးခဲ့ကြပါအောင်နော်။တရားလှပတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။